ထိုင်းမှာလှုပ်လျှောက်တဲ့အခါမသိမဖြစ်သိရမယ်စကားပြောတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာလာအောင်မျှပြပါမယ်တစ်လှုပ်လျှောက်ခြင်းတယ်ဆိုရင်ရာစမငန်နော်ရာစမငန်ခပ်နော်လှုပ်လျှောက်ခြင်းတယ်နော်ဒီမှာလှုပ်ခေါ်နေသလားခေါ်သလားလို့ကိုကမေးကြည့်ရင်ဒီနေ့လက်စမငန်မိုင်းခပ်နော်ဒီနေ့လက်စမငန်မိုင်းခပ်ဒီလိုမေးလို့ရနော်ဒီနေ့လက်စမငန်မိုင်းခပ်နော်ဒီမှာလှုပ်ခေါ်နေသလားပေါ့နော်နံပါတ်3ကကြတော့ဘာလို့ရှိလဲဆိုရင်မိငံအလိုက်ဘန့်ครับမိငံအရိုင်ဘန့်ครับနော်ဘာလို့ရှိလဲပေါ့နော်ပြီးလို့ရှိရင်နံပါတ်4ကျွန်တော်လှုပ်ချင်ပါတယ်ဆိုရင်ဖုံရထမငန်ครับနော်ဖုံရထမငန်ครับနော်ကျွန်တော်လှုပ်ချင်ပါတယ်ဒီလိုသုံးလို့ရနော်ပြီးတော့နံပါတ်5အတွေ့အကြုံရှိရဆိုရင်မီပစုံကန်နော်မီပစုံကန်ครับနော်အတွေ့အကြုံရှိရမီပစုံကန်နော်အတွေ့အကြုံရှိရပေါ့နော်အတွေ့အကြုံရှိပါတယ်အတွေ့အကြုံမရှိဘူးဆိုရင်ยังไม่มีประสบการณ์เนาะยังไม่มีประสบการณ์ครับအတွေ့အကြုံမရှိသေးဘူးပေါ့နော်နောက်တစ်ကြောင်းကကြတော့လစာဘယ်လောက်ရလဲဆိုရင်ငင်ဒီယန်ထောက်တိုင်းငင်ဒီယန်ထောက်တိုင်းครับလစာဘယ်လောက်ရလဲအလုပ်ဘယ်နိုင်လောက်ရလဲဆိုရင်ထမငန်းဂီချူမုံครับထမငန်းဂီချူမုံครับအလုပ်ဘယ်နိုင်လောက်ရလဲเนาะဒါကလုံးတွားလျှောက်တဲ့ကလုံးဝသုံးဝင်တယ်เนาะကိုမမေးလို့ရရှင်သူတို့ပြောတဲ့အတိုင်းကိုလုံနေရလေပြီးတော့နောက်တစ်ကြောင်းကနှိမ့်လက်စာပေးလားဒါမှမဟုတ်ရှင်ထမင်းပေးလားလို့ကမေးကြည့်ရင်မီခေါဟိုင်မိုင်းครับမီခေါဟိုင်မိုင်းครับထမင်းပေးလားပေါ့နော်စားစာပေးလားပေါ့နော်မီခေါဟိုင်မိုင်းစားစာပေးလားဘယ်နည်းစားလဲဆိုရင်လင့်ငံဝန်နိုင်ครับလင့်ငံဝန်နိုင်ครับဘယ်နည်းစားလို့ရမှာလဲပေါ့နော်ဘယ်နည်းလှုပ်စားရမလဲဆိုလင့်ငံဝန်နိုင်ครับနော်ဒီလိုမေးလို့ရနော်နောက်တစ်ကြောင်းကကျွန်တော်ထိုင်းစကားပြောတတ်တယ်လို့ကိုကပြောကြည့်ရင်ဖုန်ဖူးဖက်စာထိုင်းတိုင်းနဲ့หน่อยครับဖုန်ဖူးဖက်စာထိုင်းတိုင်းနဲ့หน่อยครับဒီလိုပြောလို့ရတယ်နော်ကျွန်တော်အလုပ်ကြိုးစားပါမယ်လို့ပြောကြရင်ဖုန်ကြက်တန့်ကြိုင်ထမငန်ครับဖုန်ကြက်တန့်ကြိုင်ထမငန်ครับကျွန်တော်အလုပ်ကြိုးစားလုပ်ပါမယ်ပေါ့နော်ဒါကတော့နောက်ဆုံးအပိုက်လေးပေါ့နော်ကျွန်တော်အလုပ်ရနိုင်မလားလို့ကိုကမေးချင်လို့ရှိရင်ဖုန်ကြက်တိုင်းငံမိုင်းครับဖုန်ကြက်တိုင်းငံမိုင်းကျွန်တော်အလုပ်ရနိုင်မလားပြီးရင်ဘာစာရေးစာတန်းတွေလိုလဲလို့ကိုကမေးချင်တုံချိုင်းဧကဆန်အရိုင်ပန့်ครับတုံချိုင်းဧကဆန်အရိုင်ပန့်ครับဘာစာရေးစာတန်းတွေလိုလဲပေါ့နော်ကျွန်တော်ဒီနေ့တော့ဒေါ်လေးပဲလာအောင်မျှဝေပေးခြင်းပါတယ်အခုကျွန်တော်မျှဝေပေးတဲ့စကားလုံးတွေကအကျိုးစုံတရားရှိမယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို like and share လေးလုပ်ပြီးပြောခြင်းပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါခင်ဗျာ